Life Education Center ကနေပြီးတော့ကြိုဆိုပါတယ်ဒီနေ့ကျွန်မကတော့ဒီ Microsoft Word ထဲမှာပေါ့နော်ရိုက်ထားပြီးသားစာတွေကို PDF file အနေနဲ့ပြောင်းချင်တဲ့အချိန်မှာဘယ်လိုမျိုးလေးပြောင်းအောင်မလဲဆိုတော့ဒီသင်ခန်းစာနဲ့ပတ်သက်ပြီးတော့ sharing လေးလုပ်ပေးတော့မှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအမတို့ Microsoft Word ထဲကိုအရင်ဝင်လိုက်မယ်ပေါ့နော်အဲ့တော့ Microsoft Word ထဲမှာအမဒီမှာပေါ့နော် Korea Printing Manner ဆိုတဲ့ဒီစာဖိုင်လေးတစ်ခုရှိရပေါ့နော်ဒီစာဖိုင်ထဲမှာဆိုလို့ရှိရင်အမကစာမျက်နှာဘယ်နှရွက်ရှိမှလဲဆိုရင် page 1 or 7ပေါ့နော်စာမျက်နှာ9ရက်အတိအရှိပါမယ်ပေါ့နော်ဒီအမတို့ကဒီစာမျက်နှာ9ရက်ရှိတဲ့ဟာကအခုလက်ရှိလောလောဆယ်မှာ Microsoft Word ထဲမှာဖြစ်ပါတယ်အဲ့တော့အမတို့က Microsoft Word ထဲမှာရှိနေတယ်ဆိုလို့ရှိရင်ဒီစာလေးတွေကပြင်လို့ရတယ်ပေါ့နော်ပြင်လို့ရတယ်စာလုံးဖောင်းအကြီးသေးပြင်မလားဒါမှမဟုတ်လို့ရှိရင်စာပိုက်တွေနဲ့ပတ်သက်ပြီးတော့ပြင်မလားအစားရှိတဲ့ပြင်ပေါ့နော်အမျိုးမျိုးပြင်လို့ရတယ်ဒါပေမဲ့အမတို့ကပြင်ဖို့လိုအပ်တယ်ဆိုလို့ရှိရင်เนาะ Microsoft Word ထဲမှာပဲထားလို့ရတယ်ပေါ့နော်တကယ်လို့အဲ့လိုမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ဒီရေးထားတဲ့စာဖိုင်ကလုံးဝကိုအစင်အသင့်ဖြစ်သွားတဲ့အခြေအနေမျိုးပေါ့နော်ပြင်စရာမလိုတော့ဘူး sorry ပြင်စရာမလိုတော့ဘူးဖြစ်ဖြစ်တယ်မဟုတ်လို့ရှိရင်ဒီကိုကဒီတိန်းထားရုံပဲပေါ့နော်တိန်းထားတော့မှဆိုရင်အမတို့ကဒီတိုင်းထားလိုက်တာထက်ဆိုင်ရင်အမတို့ PDF file ပြောင်းလဲလိုက်တာပို့ပြီးတော့ကိုယ်အတွက်လုံခြုံနေပေါ့နော်နောက်တစ်ခုကကျတော့ဟိုမှာပုံနေလူမျိုးတွေအမ file လေးတွေနဲ့တွဲပြီးတော့ထားခြင်းတဲ့အချိန်မှာမျိုးဆိုရင်လည်းအမတို့ PDF file နဲ့ပြောင်းပြီးတော့ထားလို့ရပါတယ်ပေါ့နော်အဲ့တော့ PDF file နဲ့ပြောင်းပြီးတော့ထားမယ်ဆိုရင်ဒီချေတို့ကsorryအမားတို့ကဖုန်းထဲကိုအလွယ်တကူဒီ data အချက်အလက်တွေပို့တဲ့အချိန်မှာလေတစုတစည်းနဲ့ပို့ရတာပို့ပြီးတော့လွယ်သွားမှာပါပေါ့နော်အဲ့တော့အခုအမကိုဒီလက်ရှိပြထားတဲ့ file လေးကို PDF file ပြောင်းခြင်းနေဆိုရင်အမတို့ဒီမှာအပေါ်မှာ tag ကလေးရှိတယ်ပေါ့နော်အဲ့တော့ file tag မှာကလေးတစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ရင်အဲ့ file tag ထဲမှာဒီအောက်ဖြားဆုံးမှာလေး export ဆိုတာလေးရှိတယ်ပေါ့နော်အဲ့ဒီ export လေးကိုကလေးတစ်ချက်နှိပ်လိုက်မယ်နေပြီးတော့လို့ရှိရင်ဒီဘက်ညာဘက်အချမ်းမှာလေး create a pdf hpr document ဆိုတာလေးရှိတယ်ပေါ့အဲ့မှာမတို့ကဒီမှာ4000ကလေးမှာကလေးတစ်ချက်နေလိုက်မယ်နေလိုက်ပြီဆိုရင်အခုဒီမှာပေါက်ကလေးတစ်ခုလာကြမယ်အဲ့ဒီပေါက်ကဘာလဲဆိုရင်ဒီအပေါ်ကတိုက်တဲ့ဘာလေးကိုတစ်ချက်လောက်ကြည့်လိုက်မယ်နော် this pc တွေက data ဒီတွေကlecture file တွေက word ဆိုတဲ့ file လေးကို pdf file နဲ့ပြောင်းမယ်ပေါ့နော်ပြောင်းလိုက်တဲ့အချိန်မှာခေါင်းစဉ်ရလဲ Korea Printing Manner ဆိုတဲ့ဟာလေးပဲဖြစ်နေမှာပေါ့နော်အဲ့တော့မတို့ကဒီ file လေးကိုအရင်ဆုံးမှတ်မိအောင်လို့ file လေးအရင်ရွှေ့လိုက်အောင်မယ်ပေါ့နော် data ဒီထဲကတော့အမားကပဲထဲမှာထည့်လိုက်မှလဲဆိုရင်ဒီမှာ lecture file လေးတွေကိုထည့်ရမယ်နော် lecture file တွေကနေမှာ Microsoft Word sorry ဒီတိုင်းလေးပဲထည့်လိုက်မယ်နော်ဒီတိုင်းလေးပဲ Korea Printing Manner ဆိုတဲ့နာမည်လေးလည်းပဲအမပြောင်းလိုက်မယ်ပြီးအောင်ပါဒါလေးကိုနှိပ်ပေးလိုက်ရုံပဲโอเคနေပေးပြီဆိုလို့ရှိရင်အမမြင်လားမသိဘူးအခုဒီလိုမြင်ခွင့်မျိုးပေါ့နော်ဒါကကြောင့်ဘယ်လိုမျိုးလဲဆိုရင် PDF file ကိုတစ်ခါတည်းဖတ်လို့ရတဲ့အနေအထားမျိုးကိုရောက်သွားတာမျိုးပေါ့နော်ဒါဆိုရင်ဒီလို PDF file အနေအထားဖြစ်သွားပြီဆိုရင်အမားတို့ကဒီ original စာပေါ့နော်မူရင်းစာကိုပြုပြင်လို့မရတော့ဘူးပေါ့နော်မူရင်းစာကိုလုံးဝပြုပြင်လို့မရတော့ပါဘူးဒီအပေါ်ကနေမှစာသင်ပြဖို့ဆယ်မတွေအနေနဲ့လည်းပေါ့နော်ဒီ file ကိုပြပြီးတော့စာသင်ပြဖို့လိုအပ်တဲ့အခါမျိုးမှာအပေါ်မှာရေးဆွဲရတာချစ်ဆွဲရတာတွေလုပ်လို့ရတယ်ပေါ့နော်အဲ့လိုရေးဆွဲချစ်ဆွဲလုပ်ရတဲ့အချိန်မှာဥပမာဒီလိုမျိုးလေးတွေပေါ့နော်ရေးဆွဲချစ်ဆွဲလုပ်ရတဲ့အချိန်မှာလည်းအမတို့ကကျမတို့ကဒီအောက်ကမူရင်း original file ပေါ့နော်အဲ့ဒီ file ကိုလုံးဝမထိပါဘူးပေါ့နော်လုံးဝမထိတော့ဘူးပုံမှန် Microsoft Word ထဲမှာသာသွားပြီးသင်မယ်ဆိုလို့ရှိရင်တော့မတို့အဲ့လိုမျိုးချစ်ဆွဲရတာတွေလည်းလုံးလို့လည်းရပါလေမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီလိုမျိုးဆရာဆရာမတွေနဲ့စာသင်ဖို့လိုအပ်တဲ့အခါမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့ရုံးဖိုင်တွေကိုမပြင်ဆင်တော့ဘူးပေါ့နော်ပြင်ဆင်ဖို့မလိုအပ်တော့ပဲနဲ့တင်ထားခြင်းတဲ့အခါမျိုးမှာဆိုရင်ဒီလိုလေးတင်လို့ရတယ်ပေါ့နော်ဒါကကျမ PDF file ပြောင်းလိုက်တဲ့အဆင့်ပဲရှိသေးတယ်ဒါပေမဲ့ကျမရဲ့ဆက်က auto PDF file ကိုပြောင်းပြီးတာနဲ့တန်းဖတ်လို့ရတဲ့ပုံစံမျိုးကိုတန်းပြီးပြပေးတာဒါပေမဲ့ကျမတို့ကအခုတန်းပြီးတော့ဖတ်မှာမဟုတ်ဘဲနဲ့လက်တလောသိမ်းထားအောင်မှာနောက်ကြမှာဖတ်မယ်ဆိုရင်ဒီ file ကိုဘယ်လိုမျိုးပြန်ရှာရမလဲဆိုရဲ file ရှာနည်းလေးပါတစ်ခါလေးထည့်ပြီးတော့ပြောသွားပေးမယ်ပေါ့နော်အဲ့တော့ file ရှာတဲ့နည်းလေးသင်ပေးမယ်ချက်ချိက close နဲ့ပိတ်လိုက်ပါမယ်ကျမထွက်လိုက်မယ်ဒီမြင်ကွင်းကနေ Microsoft Word ကိုလည်းပိတ်လိုက်ပါမယ်။အဲဒါဆိုရင်ကျမတို့ကခုနကကျမတို့ PDF file ပြောင်းခဲ့တဲ့ဥစ္စာလေးပေါ့နော်ကျမတို့ PDF file ပြောင်းခဲ့တဲ့ file လေးကိုကျမတို့သွားပြီးတော့ရှာပါမယ်။အဲဒါဆိုရင် this PC ဆိုတဲ့ icon လေးထဲမှာ double click နှိပ်ပါမယ်။
this PC ဆိုတဲ့ icon လေးကို double click တစ်ချက်တော့နှိပ်လိုက်ပါနေပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ data ဒီခုနကျွန်မ data ဒီထဲကိုထည့်ခဲ့တာဒါကြောင့် data ဒီမှာ double click နှိပ်မယ်နှိပ်ပြီးသွားလို့ရှိရင်ခုနက letter file ဆိုတဲ့ထဲမှာ double click နှိပ်လိုက်မယ်အိမ်မှာမြင်ရလားမသိဘူးအနီရောင်လေးနဲ့ Korea Green Tea Marina ဆိုတဲ့ဟာလေးလေဒီမှာသူကကြတော့ဒီ file size ဖိုင်ပုံစံမတူတော့ဆိုလို့ရှိရင်သူပြတဲ့ပုံစံလေးတွေကလည်းမတူဥပမာဒီလိုမျိုးအပြာရောင်တောင်လေးမှာဒီအပြာရောင်လေးနဲ့ဖြစ်နေရဆိုရင်ဒါ Microsoft Word file မှန်သိတာတယ်ပေါ့နော်ဒီမှာဒါလေးကအနီရောင်လေးဖြစ်နေတာအဲ့ဒါဒီ PDF file ဖြစ်ပါတယ်ဒါဆိုမတို့ double click နေပြီးတော့ဖွင့်လိုက်ပါခုနမြင်ခွင့်နဲ့တစ်ထည့်ထဲကိုသွားပြီးတော့တူပါလိမ့်မယ်ပေါ့နော်အဲ့တော့ဒါဒီနေ့ကျွန်မပြောသွားတယ်sharing လုပ်ထားတဲ့ကောင်းစဉ်လေးကကြတော့ကိုယ့်ရဲ့ဒီစာတွေကို PDF file ပြောင်းတဲ့နည်းနဲ့ဒီ PDF file လေးကိုနောက်တစ်ချိန်မှာပြန်ပြီးတော့ဖတ်တော့မယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးရှာရမလဲဆိုတဲ့ဒီလမ်းလေးနဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးသွားတာဖြစ်ပါတယ်